Rearrange the following words to make a sentence. စာကြောင်းတစ်ကြောင်းပြုလုပ်ဖို့အတွက်အောက်မှာပေးထားတဲ့စကားလုံးတွေကိုပြန်စီစဉ်ပါ Number 1 subject ကိုအရင်ထားမယ်နော် subject နေရာမှာ I ကိုရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုရင်သမီးတို့သားတို့က I ကိုအမှတ်ချက်ကလေးချက်လိုက်ပြီးရင် subject ပြီးရင်ပုံမှန်ဆိုရင် teacher တို့က verb လာတယ်ဒါပေမဲ့ဒီနေရာမှာက always ပါနေတယ်နော် always က adverb အမျိုးအစားဖြစ်တဲ့ frequency adverb ဒါကြောင့်မို့လို့ subject နဲ့ verb ကြားမှာ always ကိုရေးလိုက်နော် I always ပြီးတော့မှ verb ကိုစီမယ်အဲ့တော့ subject adverb verb ပြီးသွားမယ်နော်ကျန်တာကဘာတွေကျန်လဲဆိုတော့ my with friends သုံးလုံးရဲ့ full stop ရဲ့ကျန်တယ်တေးကြတယ် full stop ကတော့နောက်ဆုံးမှာပဲရှိနေမှာเนาะအဲ့တော့ဒီချေတို့စီရမှာက my friends with လား my with friend လား with my friends လား with friends my လားဒါပဲစဉ်းစားမယ်အဲ့ဒီ complement ကြီးကိုစီလိုက်တော့ with ကိုအရင်စီမယ်ပြီးတော့မှ possessive adjective ရဲ့နောက်မှာ noun လိုက်မယ်I always play with my friends ကျွန်ုပ်ဒီတငယ်ချင်းများနဲ့အမြဲကစားပါသည်ဆိုပြီးတော့ဖြစ်သွားမယ် Number 2ဒီမှာလဲ subject နေရာမှာ I ကိုရေးမယ် I ကိုတချို့အမှတ်ချက်လိုက်မယ်နော်ရွေးပြီးပြီဆိုပြီးအမှတ်သားပြုပါပေါ့ subject ပြီးရင် verb ကိုရွေးမယ် verb က sweep တမျက်လှဲသည်ဒီမှာ subject နဲ့ verb နဲ့နှလုံးရွေးပြီးပြီဆိုရင်ဒီချက်တို့အလှဲခံရတဲ့အရာဟာ the floor ဒီမှာနှလုံးရွေးလိုက်မယ်နော် the floorကျန်တာက in ရဲ့ full stop ရဲ့ there ရဲ့ afternoon ရဲ့ကျန်တယ်အဲ့တော့ဒီချက်တို့စီလိုက်မယ် there in afternoon လား in the afternoon လားဆိုတော့ in ဆိုတဲ့ preposition ကိုအရင်ရေး preposition ပြီးတော့မှအချိန်ဖြစ်တဲ့ the afternoon ကိုရေး I sweep the floor in the afternoon ဆိုပြီးတော့ဖြစ်သွားမယ်ကဲစလုံးလေးတွေပြည့်မပြည့်ပြန်စစ်မယ်နော် I sweep the floor in the afternoon ကျွန်ုပ်ဒီနေ့လည်ခင်းမှာကျမ်းမြင့်ကိုတပြက်လှဲပါသည် Number 3ဒီမှာဆိုရင်ကျွန်တော် subject ဖြစ်တဲ့ we ကိုအရင်ရေးလိုက်မယ်။ကျန်တဲ့စကားလုံးက3လုံးရှိတယ် play game sometime frequency adverb ဖြစ်နေတယ်အဲ့တော့ verb ရဲ့အရှေ့မှာထားမယ် sometime လေးကိုချစ်လိုက်မယ်။ကဲ we sometimes နှလုံးတော့ပြီးသွားပြီ။နောက်ထပ်တစ်လုံးက games play လား play game လားဆိုတော့ play ဒီ verb ဖြစ်တယ်။ games ကစားခံရတဲ့ object ဆိုတော့နောက်မှာထားမယ်အဲ့တော့ subject ပြီးရင် adverb ပြီးရင် verb ဖြစ်တော့ play ကိုရွေးမယ်။ we sometimes play 3လုံးရေးပြီးပြီဆိုကျန်တာက games နဲ့ full stop ပဲကျန်တယ်နော်။ We sometimes play games ကျွန်ုပ်တို့သည်တခါတရံကစားနည်းများကစားပါသည် Number 4မှာနာမည်နှစ်ခုပါတယ်ပိုပိုပန်ပန်နဲ့ပန်ပန်ဘယ်သူအရင်ထားရတယ်ဒီချက်ကတော့ဒီမှာအရင်တွေ့တဲ့ပိုပိုကိုပဲအရင်ထားလိုက်တယ်နော်အဲ့နှစ်ခုချားမှာဒီချက်စကားဇက်လိုတယ်ဒီထဲမှာပေးထားတဲ့စကားဇက်က and ပိုပို and ပန်ပန်ဆိုပြီးတော့ဒီချက်တို့သုံးလုံးရွေးလိုက်မယ်ဘာပုံစံနဲ့စီရမလဲဆိုတော့ verb to be adjective noun ပုံစံနဲ့စီလိုက်မယ် verb to be are adjective good ကိုရွေးမယ် adjective ပြီးရင်နောက်ဆုံးမှာ noun ဖြစ်တဲ့ girls ကိုထည့်မယ် full stop နဲ့ပြန်ပိတ်မယ်ပိုပို and ပန်ပန် are good girls ပိုပိုနှင့်ပန်ပန်သည်ကောင်းသောမိန်းကလေးများဖြစ်ကြပါသည် Number 5တလုံးကြီးကဘိုဘိုရှိတယ်ဒါကြောင့်မို့လို့ဘိုဘိုကိုရှေ့မှာထားမယ် subject နေရာမှာဘိုဘိုပြီးရင်ဒီချက်တို့ verb ကိုရှာမယ်နော် verb ကကူညီသည်ဆိုရဲ helps ဘိုဘို helps နှလုံးရသွားပြီကူညီခံရတဲ့သူလို့မယ် object နေရာမှာက his father နှလုံးရွေးလိုက်မယ်နော်အဲ့ဒီမှာဘာဖြစ်လို့ his father ရွေးလဲဆိုတော့ his ကပိုင်ဆိုင်မှုပြနာမဝိသေသနာ possessive adjective အဲ့ဒီနောက်မှာ noun လိုက်လို့ his father ဆိုပြီးတော့စီလိုက်တာနောက်မှာဒီချက်တို့က prepositional phrase ထည့်မယ် prepositional phrase ဆိုတော့ preposition ကိုအရင်ရေးမယ် preposition က in ပြီးရင်နောက်ဆုံးမှာနေရာလာမယ်နေရာက the garden ဥယျာဉ် full stop လေးနဲ့ပြန်ပိတ်မယ် Bobo helps his father in the garden ဘိုဘိုသည်ဥယျာဉ်ထဲမှာသူ၏အဖေကိုကူညီပါသည်